စတင်ပြီးတော့ကျွန်တော်တို့အင်္ဂါသားသမီးတွေရဲ့တလတာကန်အစိုးကောင်းလေးကိုပေါက်တက်ပြီးဟောကြားလိုက်အောင်။ဘာမှဥဆုံးအနေနဲ့ကျွန်တော်အင်္ဂါသားသမီးတွေရဲ့ကိုယ်ပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့အရာတွေဟောကြားပေးတော့မှာဖြစ်ပါတယ်။အင်္ဂါသားသမီးတွေကိုယ်ပိုင်စီးပွားရေးနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အခါမှာစက်သူရှယ်ယာတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့ကိစ္စတွေနည်းနည်းလေးသတိထားပါ။စက်သူရှယ်ယာမှာကျွန်တော်တို့အကျိုးတူပူပေါင်းမှုလွဲမှားတာမျိုးတွေဖြစ်တတ်ပါတယ်။ပြီးတော့ကိုခင်မင်ရတဲ့မိတ်ဆွေပေါင်းတွေမိသားစုတွေနဲ့အလုပ်တူတူတွဲလုပ်တဲ့ကိစ္စတွေပါနည်းနည်းသတိထားဆင်ခြင်ပါလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးထိန်းအောင်ဖြစ်စေပါတယ်ပေါ့နော်နောက်တစ်ခုကအင်္ဂါသားသမီးတွေဒီကာလမှာငွေကြေးရင်းနှီးမြှုပ်နှံမှုမှားတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ကွန်ပျူတာမှာရင်းနှီးမြှုပ်နှံတာလုပ်ငန်းမှာရင်းနှီးမြှုပ်နှံတယ်ကိုယ့်အတွက်တကယ်တမ်းစွန့်စားရမယ့်အရာတွေကိုမစွန့်စားချင်သေးပါဘူးတေချာပေါ့အခုအနေနဲ့အဆင်ပြေတဲ့လုပ်ငန်းတွေမှာပဲငွေကြေးစိုက်ထုတ်ရင်းနှီးပါလို့ကျွန်တော်တဲတော့ကနေစင်ဟောကြားပေးချင်ပါတယ်ဒါကြောင့်မလို့ဒီလိုချိန်တွေမျိုးမှာကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေမှာအရေးဆုံးပြီးတော့ risk များပြီးတော့လောက်ရမယ့်ကိစ္စတွေအတက်နိုင်ဆုံးရှောင်ကျဉ်တာပုံမှန်ပြီးတော့ကောင်းမှုပါလိမ့်မယ်အလုပ်လုပ်နေနေလည်းသတိထားပါအလုပ်ကနေရတဲ့ side effect နဲ့ကျန်းမာရေးအားနည်းသွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်နောက်တစ်ခုကတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အမှန်တမ်းပြောရင်တော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာငွေကြေးကန်ကောင်းနေပါတယ်ကိုငွေရှာလို့အဆင်ပြေလာမယ်ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့အလှည့်ပြောင်းတွေတွေ့ကြုံလာရတတ်ပါတယ်ဒါပေမဲ့ဘာသွားတွေ့နေရလဲလို့ပြောမယ်ဆိုရင်တော့အင်္ဂါသားသမီးတွေကဒီလိုကာလမျိုးမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာလိန်တာညာတာတွေခံရတတ်ပါတယ်နည်းနည်းကြည့်ဆိုင်ပါလူလိန်လူညာတွေနဲ့ပတ်သက်ဆက်ဆံရတာမျိုးတွေမဟုတ်မမှန်တဲ့လူတွေနဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုပတ်သက်ရတာမျိုးတွေရှိနေပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့အင်္ဂါသားသမီးတွေနည်းနည်းလေးဂရုစိုက်ဖို့အတွက်လိုအပ်ပါတယ်နောက်တစ်ချက်ကတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့အပိုင်းကဏ္ဍမှာအင်္ဂါသားသမီးတွေကလေအားနေပါတယ်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေလေနဲ့ပတ်သက်တဲ့ယောဂတွေဒီလိုအချိန်မှာကိုယ့်ကိုဒုက္ခပေးတတ်တယ်ဒါကြောင့်မလို့ဒီလိုကာလမျိုးမှာလေနဲ့ပတ်သက်တာအသက်ရှူလမ်းကြောင်းဘိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်ပေါ်ဖို့အတွက်လွယ်ကူပါတယ်ဒါကြောင့်မလို့ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဂရုစိုက်ဆင်ခြင်ဖို့အတွက်လိုအပ်ပါလိမ့်မယ်နောက်ချက်ကတော့တွေ့ကြုံလာမယ့်အင်္ဂါသားသမီးတွေရဲ့အခြေကိစ္စဖြစ်ပါတယ်အင်္ဂါသားသမီးတွေဒီကာလမှာအခြေကိစ္စမှာစိတ်နှစ်ခွဖြစ်နေတတ်ပါတယ်လက်ရှိရှိနေတဲ့လူပေါ်ကိုလည်းဆက်တွဲရင်ကောင်းမလားဖြတ်လိုက်ရင်ကောင်းမလားဆိုပြီးစိတ်ဖြစ်ပေါ်နေတယ်လို့တစ်ဖက်မှာလည်းတခြားတော့သမီးစားကိစ္စအရှုပ်ရှင်းလူမှုရေးကိစ္စအရှုပ်ရှင်းတွေဖြစ်ပေါ်လာတတ်တယ်လို့မိမိဘက်မှာလည်းလူမှုရေးအရှုပ်ရှင်းတွေဖြစ်ပေါ်လာတတ်ပါတယ်ပြောချင်တာတော့ကိုယ့်ရဲ့ချစ်သူအပြင်နောက်တဲ့ချစ်သူတွေရှိလာနိုင်တယ်ကိုယ့်ဘက်မှာကသူ့ဘက်မှာဖြစ်လာတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီလိုကာလမှာအခြေကိစ္စတွေမှာစိတ်ပြာများရတယ်ပေါ့နော်စိတ်ပြာများရတယ်ပြီးတော့ရွေးချယ်စဉ်းစားရဖို့အတွက်ခက်ခဲတဲ့ကာလအပိုင်းခြားတစ်ခုကိုကျွန်တော်တို့ကြုံတွေ့နေရတတ်ပါတယ်မှန်ကန်စွာရွေးချယ်နိုင်မယ်လို့တော့မျှော်လင့်ပါတယ်ကိုယ့်ရဲ့ရွေးချယ်မှုလွဲမှားသွားတယ်ဆိုရင်တော့ခြေကိစ္စမှာကန်ဆယ်မှုတွေတွေ့ကြုံလာမယ်ကိုယ့်ရဲ့ရွေးချယ်မှုမှန်ကန်ခဲ့တယ်ဆိုတော့ခြေကိစ္စမှာကန်ကောင်းခြင်းတွေရရှိလာတာဖြစ်ပါတယ်အဲ့တော့လက်ရှိအခြေကိစ္စကတော့မတင်မကျပုံစံမျိုးနဲ့သွားနေတာတော့တွေ့ရပါတယ်နောက်ချက်ကတော့ကျွန်တော်တို့မိသားစုပိုင်းဆိုင်ရာအိမ်တော်ရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းပါဒီလိုကာလမျိုးမှာမိသားစုချင်းချင်းကြားထဲမှာအမွေခွဲဝယ်တဲ့ကိစ္စတွေမှာစကားများရန်ဖြစ်တာဖြစ်တတ်တယ်ပြီးတော့မိဘနဲ့ကိုယ်နဲ့ကြားထဲမှာပေါ့နော်ကိုယ့်ရဲ့မိဘပဲဖြစ်ရောက်ခမပဲဖြစ်ပေါ့နော်ကြားထဲမှာနားလည်မှုသဘောထားချင်းကွဲလွဲတာမျိုးတွေဖြစ်တတ်တယ်လူကြီးမိဘတွေနဲ့ပြောဆိုတဲ့အခါမှာအတက်နိုင်ဆုံးစကားကိုစင်စင်ချင်းချင်းပြောဖို့အတွက်လိုအပ်တယ်ကိုယ့်ဘက်ကချစ်လို့ဖြစ်ပါစေစေနာပါလို့ဖြစ်ပါစေကိုယ်ပြောလိုက်တဲ့စကားတွေကကိုယ်ကိုပြန်လည်ပြီးတော့သူတို့တုတ်ပြန်လာတာတွေကကိုထင်သားလို့မဟုတ်ပဲねပေါ့နော်ဆိုတော့စကားနားလည်မှုလွဲတာမျိုးတွေဒီလိုကာလမျိုးမှာအကြုံတွေ့လာတတ်ပါတယ်နောက်တစ်ခုကတော့ခဏအရှင်းပါလဲကျွန်တော်ပြောထားခဲ့ပြီးသားပါကိုယ့်ရဲ့မိသားစုတွေနဲ့ပတ်သက်ပြီးလုပ်တဲ့ကိစ္စတွေမှာနည်းနည်း view site ပါလို့ကျွန်တော်မှားထားခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အခါမှာကိုယ့်ရဲ့မိသားစုတွေကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့အသက်နိုင်ဆုံးရှောင်ကျဉ်ပြီးတော့လှုပ်ဆောင်တာပုံမှုပြီးတော့ကောင်းမှာပါလိမ့်မယ်ဒီလိုကာလမျိုးမှာကျွန်တော်တို့အားနာတယ်ဆိုရင်တော့မိတ်ဆွေခါပါသွားနိုင်ပါတယ် view site ပါနောက်ချက်ကတော့ကျွန်တော်တွေ့ကြုံလာမယ့်ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ကိစ္စဖြစ်ပါတယ်ဒီကာလမှာဝန်ထမ်းတွေအားကောင်းနေတဲ့ကာလအပိုင်းခြားလို့ပဲပြောရမှာမိတ်ဆွေပေါင်းတင်ကောင်းနေတဲ့တွေ့ကြုံလာမယ်လုပ်ငန်းခွင်အစ်စ်ပဲဖြစ်လုပ်ငန်းခွင်ခေါင်းပဲဖြစ်ဖြစ်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးကိုယ့်ကိုအထောက်ပံ့ပေးတဲ့အရာတွေလူတော်၎င်းစက်ပစ္စည်းတော်၎င်းရရှိတဲ့အတွက်ကြောင့်ကိုယ့်ရဲ့လုပ်ငန်းကိစ္စလှုပ်ဆောင်တဲ့အခါမှာအဆင်ပြေပြေလွယ်လွယ်ကူကူတွေနဲ့လှုပ်ဆောင်ရတဲ့အပိုင်းခြားကိုဖော်ပြထားပါတယ်ဒါကြောင့်မလို့ဒီလိုကာလမျိုးမှာလူကြီးတွေရဲ့ချစ်ခင်ခြင်းလုပ်ဖို့ကိုင်ဘက်တွေရဲ့ချစ်ခင်ခြင်းရရှိနေတဲ့အချိန်ဒီပိုင်းခြားတခုလို့ပဲသုံးသပ်ပြီးဟောကြားပေးရှင်ပါတယ်နောက်ချက်ကတော့ပညာရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီလိုကာလမျိုးမှာကိုမပြီးဆုံးတဲ့ပညာတွေပြန်ပြီးတက်ရတယ်ပေါ့ဥပမာကဆက်ချုပ်ပညာတင်ထားတဲ့တစ်ပိုင်းတစ်စားတယ်ဒါဆိုလို့ရှိရင်နောက်တဲ့ပြီးဆုံးဆက်ချုပ်ပညာကိုပြန်တင်ရမယ်ဆိုတဲ့ကံတရားပေါ်ပေါက်လာပါတယ်ဥပမာတခြားတက်မွေးဝမ်းကြောင်းပညာပဲဖြစ်ဖြစ်အတတ်ပညာဖြစ်ဖြစ်ပေါ့နော်တစ်ပိုင်းတစ်စားဖြစ်ထားတဲ့ပညာရက်တွေဆုံးလန်းတိုင်အောင်မတက်လိုက်ရတဲ့အရာတွေကိုဒီလိုကာလမျိုးမှာတက်ဖို့အတွက်ကံခွင့်လန်းနေအားကောင်းနေတယ်ဒါကြောင့်မလို့ကိုမပြီးဆုံးတဲ့အရာတွေပြီးဆုံးအောင်ပြုလုပ်ဖို့အတွက်ကံခွင့်လန်းကိုပေးလာပါလိမ့်မယ်ပညာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့လေနောက်တစ်ခုကတော့ကျွန်တော်နိုင်ငံသားနဲ့ပတ်သက်တဲ့ကံဖြစ်ပါတယ်ဒီလိုအချိန်ဒီပိုင်းခြားမျိုးမှာနိုင်ငံသားသွားမဲ့ဆိုတဲ့လူတွေထဲမှာအခုမှနိုင်ငံသားသွားမဲ့လူတွေအတွက်ခက်ခဲပြီးတော့နိုင်ငံသားသွားနေကြလူတွေတို့ကတော့အဆင်ပြေပါတယ်ဆိုလိုတာကအခုမှနိုင်ငံသားစတွက်တဲ့လူတွေအတွက်ကတော့နည်းနည်းလေးခက်ခဲနေလိမ့်မယ်တို့တော့နိုင်ငံသားမှာနှစ်ရှည်လာများနေပြီးအလုံးလုံးလာတဲ့လူသူတို့ရဲ့ဘာသာစကား
သူတို့ရဲ့အလေးထားကိုနားလည်နေတဲ့လူတွေကဒီလိုချိန်မှာအလုရှာဖွေရတာပုံမှုပြီးတော့လွယ်ကူတယ်နိုင်ငံခြားသွားဖို့တဲ့ပုံမှုလွယ်ကူတယ်လို့ကျွန်တော်တဲရောကဖော်ပြထားခြင်းဖြစ်ပါတယ်အားလုံးတော့ကျွန်တော်မိတ်ဆွေဒီလောက်ပဲဆိုရင်စိတ်ကြည်နေမယ်လို့ထင်ပါတယ်အားလုံးပဲကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပြည့်စုံကြပါစေ